မင်္ဂလာပါအခုလက်ရှိမှာတော့ကျွန်တော်က73မိုင်ကိုရောက်ရှိနေပါတယ်ကျွန်တော်နောက်မှာမြင်တဲ့တောင်တန်းနေနဲ့နီးစက်ရတဲ့နေရာကျွန်တော်73မိုင်မှာကျွန်တော်တို့အပန်းလာပြရဖြစ်ရပါတယ်အချိန်အားဖြင့်ဆိုကျွန်တော်တနားရီခွဲနေပြီနော်ဒီလကုန်မနှက်ပြန်ဆိုကျောင်းနေစအဲ့တော့မယ်ကျောင်းနေစတက်ရတော့မယ်ကျောင်းလဲစားလေးပြန်တင်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်အရင်လိုမျိုးမအားနေနိုင်တော့ဘူးနော်အဲ့ဒါမအားနေနိုင်တဲ့ဂျားထဲမှာပဲကျွန်တော်တို့အခုလည်းဒီတောင်းနေပက်လဲဝိုင်းနေတယ်ကျွန်တော်73မိုင်တကူတစ်ခါထိလာပြီးတော့မှကျွန်တော်လာပြီးတော့မှ relax လုပ်ပါလာ change လုပ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကရေကူးလားဆိုတော့ရေတော့မကူးရှင်တော့ဘူးဘယ်လိုဆိုနေတာအပူလို့ခံရတယ်ဘယ်နောက်မှဆိုလဲဒုထဝတီမြစ်ခေါ်လာမသိဘူးတောင်းတန်းနေတကယ်မိုက်တယ်တကယ်ဘိုက်ကတကယ်လာတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုဒီ73မိုင်ကတော့ sponsor မပေးပါဘူးနော်ကျွန်တော်တို့ sponsor မပေးဘူးဒါပေမဲ့ကျွန်တော်ကလည်းကျွန်တော်73မိုင်ရောက်ရှိနေဆိုတဲ့ဥစ္စာလေးကိုကျွန်တော်မှတ်တမ်းတင်ထားရုံလောက်ပါပဲနောက်မှဆိုရင်ကျွန်တော်ရေကူးကန်ပက်လေဗျာတောင်နေပဲဝိုင်းနေတာတောင်နေတော့ဝိုင်းနေဟိုနောက်မှဆိုရင်လည်းတောင်ကျွန်တော်ဒီမှာဒုထဝတီမြစ်ခေါ်လာတော့မသိဘူးအသေးချာတော့မသိဘူးပေါ့နော်ဆိုတော့ view ရှုခင်းလေးတွေကျွန်တော်တောင်တန်းတွေကိုကျွန်တော်နည်းနည်းပြမယ်တောင်တန်းတွေကိုနည်းနည်းပြမယ်ဒီမှာအခုမြင်နေတဲ့တန်းလုံးတောင်တန်းတွေကြီးပဲကျွန်တော်တို့ဒီမှာ73မိုင်ရာသီဥတုရလဲဒါကဲလုံးဝအဆင်ပြေတယ်အေးစေးအနားကြီးလို့အဆင်ပြေတယ်ဒီဘက်မှာဆိုရင်သူတို့ဘောက်တွေဖွင့်ပြတာဒါကတော့ရေကူးကန်ပေါ့နော်ကလေးတွေအတွက်ကျွန်တော်တို့တကူတကထားပေးရတယ်ဟိုဘက်မှာချင်းတွေဖွင့်ပေးထားတယ်ပေါ့နော်ဒီမှာတော့ကော်ဖီဆိုင်လေးလိုရှိသေးရပေါ့နော်ဒီဘက်မှာဆိုလဲတကယ်မိုက်တယ်တကယ်ကြိုက်တယ်ဒါပေမဲ့အခုဗီဒီယိုကျွန်တော်ခုနပြောခဲ့သလိုပဲ73မိုင်ကတော့စပွန်ဆာမပေးထားဘူးเนาะဒါပေမဲ့ကျွန်တော်ရောက်ရှိနေတဲ့ဥစ္စာလေးကိုကျွန်တော်မှတ်တမ်းတစ်ခုတင်ထားပါတော့เนาะမှတ်တမ်းအဖြစ်ရိုက်ရှိထားတယ်ဒါပြီးရင်ကျွန်တော်နောက်နေ့အခုလိုအချိန်မှာနောက်နေ့2025 2026ကျရင်အခုလိုအချိန်ရောက်သွားကျွန်တော်ဘာတွေလုပ်နေဘလို့ improvement တွေရလာမလို့ဘလို့တိုးတက်မှုတွေရှိလာမလို့ဘာတွေကပြောင်းလဲသွားပြီဆိုတော့အခုလိုဗီဒီယိုလေးတွေကကျွန်တော်ဘယ်လိုပြော memory recap လုပ်စေတယ်ပေါ့เนาะ memory recap အဓိကတော့ဖြစ်စေတယ်အနေနဲ့ကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးတွေရိုက်ထားတာဖြစ်ပါတယ်ဒီဘက်မှာဆိုကျွန်တော်ရှေ့အောင်ကြီးကော်ဖီဆိုင်လေးလိုပုံစံမျိုးလေးလုပ်ထားတယ်ဒါပေမဲ့အခုလက်ရှိတော့မပွင့်သေးဘူးပေါ့နော်ဟိုဘက်မှာဆိုရင်ပိုရှူကင်းပိုလာတယ်ကျွန်တော်ဟိုဘက်ထိခေါ်သွားမယ်ဟိုဘက်ကတကယ်ရှူကင်းပိုလာတယ်ချောင်းရင်တောက်လျှောက်ပဲဗျာမိုက်တယ်ဗျာဒီဗီဒီယိုကျွန်တော်အဆုံးထိကြည့်လားမကြည့်လားတော့ကျွန်တော်ရဲ့ပရိသတ်ခေါ်မယ်ရှင်တယ်ကျွန်တော်ရဲ့ပရိသတ်တွေကျွန်တော်အားပေးနေလူတွေတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီမှာတော့ရှူကင်းနေစောင့်ရမ်းမိုက်တယ်တကယ်ကြီးပါဗျာဒီမှာကြည့်လိုက်ပါဦးဗျာအိုးခါလည်းကြော်လဲပါအောင်မယ်တောင်တန်းနေတယ်ကြည့်ကျွန်တော်တော့မြင်ရတဲ့ရှူကင်းကိုတွေ့ရလားမသိတောင်လေးပက်လဲဝိုင်းနေဒီဘက်မှာဒီနားမှာဆိုတာရှေးရဟိုဘက်ကိုစီးသွားတယ်ပေါ့နော်ကျွန်တော်ဟိုဘက်ကိုတည်လာတယ်ဒီပေါ့နော်ဟိုဘက်မှာဆိုပူကျတယ်ဗျတော့တောင်နေလဲပုံများတယ်ပို့ချဲတယ်တကယ်မိုက်တယ်ဒီလိုရှူကင်းလေးတွေနဲ့နီးစပ်ချင်တော့ဒါကတော့ကျွန်တော်73မိုင်မှာရှိတယ်အေးဆေးလာနာယူလို့ရတယ်နည်းနည်းတော့နေရာဖြစ်ကျွန်တော်တို့မန္တလေးက direct လာတာဆိုတော့နည်းနည်းလေးတော့ဝေးတယ်ဒါပေမဲ့ပင်မအကျိုးနဲ့ပါတယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်ဗီဒီယိုရင်ဗီဒီယိုတွေလောက်ပဲချိန်နေအများကြီးလို့ချင်းဘူးedit တွေလည်းမလုပ်ချင်ဘူးကျွန်တော်ဒီတိုင်းလေးပဲ direct ရိုက်မယ် directကျွန်တော်ရဲ့ YouTube သို့မဟုတ် Facebook TikTok အစရှိတဲ့ social media မှာကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးကို sharing လုပ်ပြသွားမယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံး view ဆိုင်ကြပါကိုအိမ်မိုက်တွေကိုကောင်းတယ်ဖို့လည်းကြိုးစားကြပါလို့ပြောရနေပဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ